စကားပြောကောင်းခြင်းဆိုတာပါရမီလားမင်္ဂလာပါ focus on your goal နဲ့ကြိုးဆိုပါရခင်ဗျာတင်ဟာလူများကြားတဲ့ရောက်တော့တဲ့အခါဘာစကားစပြောမှမသိပဲအနေရခက်ဖို့ပါသလားဒါမှမဟုတ်ကိုပြောလိုက်တဲ့စကားတစ်ဖက်လူရဲ့စိတ်ကိုအနှောက်အယှက်ဖြစ်စေမလားဆိုပြီးစိုးဝင်နေတတ်သလားတကယ်တော့စကားပြောကောင်းတယ်ဆိုတာမွေးရပါရမီတစ်ခုမဟုတ်ပါဘူးအဲ့ဒါကလေးချင်းယူလို့ရတဲ့ပညာရဲ့တစ်ခုပါဒီနေ့မှာတော့လေးလောင်းတက်ရဲ့ How to talk to anyone ဆိုတဲ့စာအုပ်ကနေဘယ်သူနဲ့မဆိုတွေ့ချင်းမှတင်လူချစ်လူခင်ပေါ်ပြီးဆွဲဆောင်မှုရှိသွားစေမယ့်နည်းလမ်းတွေကိုမျှဝေပြီးတော့မှဖြစ်ပါလားခင်ဗျာ။ဘာကြောင့်ကျွန်တော်တို့စကားပြောကောင်းမှုလိုတာလဲ။ကျွန်တော်တို့ရဲ့အလုပ်ကိုင်အခြေအနေနဲ့လူမှုပတ်ဝန်းကျင်ရဲ့အောင်မြင်မှု80%ဟာစကားပြောဆိုဆက်ဆံခြင်းပေါ်မှာမူတည်နေလို့ပါပဲ။စကားတစ်ခုကတင့်တွေအခွင့်အလမ်းတစ်ကားကြီးဖွင့်ပေးနိုင်တယ်လို့မှားယွင်းတဲ့တုံ့နှုံတစ်ခုကလည်းအခွင့်အရေးကောင်းတွေကိုပိတ်ပင်နိုင်ပါတယ်။စကားပြောကောင်းသူတယောက်ဖြစ်ဖို့အတွက်နည်းလမ်းတွေမရှိဘူးလား။ဟုတ်ကဲ့ရှိပါတယ်ခင်ဗျာ။စာရေးဆရာကအဓိကကြတဲ့နည်းလမ်း၄ခုကိုဖော်ပြထားပါတယ်။ပြုံးပုံပြုံးနည်းတွေ့ချင်းချက်ချင်းပြုံးပြလိုက်တယ်လို့မျိုးမဟုတ်ပဲတစ်ဖက်လူရဲ့မျက်နှာကိုတစ်စက္ကန့်လောက်စိုက်ကြည့်ပါပြီးမှဖြည်းဖြည်းချင်းလှက်လိုက်လဲပြုံးပြလိုက်ပါဒါဟာငါမင်းကိုတွေးရတာတကယ်ဝမ်းသာတယ်ဆိုတဲ့သတင်းစကားကိုပေးလိုက်တာပါမြန်မာလိုပြောရရင်တော့မျက်နှာချိုတွေးရတဲ့ပိုးပြီးရင်းနှီးမှုပြတဲ့အပြုံးမျိုးပေါ့ဗျာမျက်လုံးချင်းစုံချင်းစကားပြောတဲ့ကတစ်ဖက်လူရဲ့မျက်လုံးကိုအကြည့်မခွာပါနဲ့စကားပြောတာရက်တွားရင်တော့မျက်လုံးချင်းခဏလောက်ထပ်ဆုံထားပြီးပါဒါအတင်းကိုယုံကြည်မှုရှိတဲ့သူတစ်ဖက်လူကိုအလေးထားတဲ့သူဖြစ်ထင်ပေါ်စေပါတယ်တစ်ဖက်လူကိုတူရဲကောင်းဖြစ်အောင်လုပ်ခြင်းကလေးငယ်တယောက်ကိုတွေ့တဲ့အခါလူကြီးတွေကဘယ်လိုတုံ့ပြန်တတ်ကြသလဲကိုယ်တိုင်ရောစိတ်ရောပါကလေးစီကိုအပြည့်အဝလှည့်ပြီးအာယုံစိုက်ပေးတတ်ကြပါတယ်စကားပြောတဲ့အခါမှာလည်းတစ်ဖက်လူကိုအဲ့ဒီလိုမျိုးပဲမင်းကငါတို့အရေးကြီးဆုံးလူပဲဆိုတဲ့ခံစားချက်ရအောင်အာယုံပြေဝထားပြီးနားထောင်ပေးပါကြိုတင်ပြင်ဆင်မှုကိုတွားမဲ့ပွဲမှာဘယ်လိုလူနဲ့တွေ့မလဲသူတို့ဘာတွေစိတ်ဝင်စားလဲဆိုတာကြိုတင်လေ့လာပါကိုကစကားစားဖို့ခက်နေရင်သူတို့ဝါနာပါတဲ့အကြောင်းအရာလေးတွေကိုတီးထားတာကစကားဝိုင်းကိုချုံးမွေ့စေပါတယ်ကျွန်တော်တို့မြန်မာလူငယ်တွေလက်ဖက်ရည်ဆိုင်ကိုထိုင်ကြတဲ့အခါဘောလုံးပွဲအကြောင်းကိုပြောကြတာသတိထားမိမှာပါအဲ့ဒီအခါမှာလူချစ်လူခင်ပေါ်သုံးလူကဘောလုံးပွဲအကြောင်းကိုအတီးဆုံးလူမဟုတ်ပါဘူးသူများပြောတာကိုတီချာနားထောင်ပေးပြီးဟုတ်လားဗျဆက်ပြောပါအောင်ဆိုပြီးစိတ်ဝင်စားမိတတ်တဲ့သူကလားလူတိုင်းနဲ့အဆင်ပြေဆုံးဖြစ်နေတတ်တာပါဒါဟာစကားပြောကောင်းခြင်းတဲ့နားထောင်ခြင်းကပိုပြီးရေးကြီးတယ်ဆိုတာကိုပြနေတာပါစကားပြောကောင်းသူတယောက်ဖြစ်လာဖို့ဆိုတာစားဖက်ယုံနဲ့မရပါဘူးလက်တွေ့ကျင့်သုံးဖို့လိုပါတယ်ဒီနေ့ခင်ဗျားတို့လက်တွေ့လုပ်ကြည့်နိုင်မယ့်အချက်တစ်ချက်ကတော့2 second pause ပါတစ်ဖက်လူနဲ့စကားပြောပြီးသွားတဲ့အခါချက်ချင်းပြန်မပြောပါနဲ့အောင်2စက္ကန့်လောက်ညင်ပြီးမှပြန်ပြောပါဒါဟာတင်းကတူးရဲ့စကားကိုတရားစဉ်းစားပြီးမှပြန်ပြောတယ်ဆိုတဲ့အလေးထားမှုကိုပြသရရောက်ပါတယ်ဒီနေ့ကစပြီးတငယ်ချင်းနေနဲ့စကားပြောရင်ဒါလေးကိုစမ်းလုံးကြည့်ပါခင်ဗျာနားဆင်ပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာ